ရိုင်းလီဟာသူ့ရဲ့လက်ကောက်ဝတ်မှာရှိတဲ့အပေါက်ငယ်လေးတွေထဲကနေထူဆန်းပြီးစစ်ကစင်းနေတဲ့အရေတွေအဆမပြတ်ထွက်လာနေတာကိုတွေးလိုက်ရတဲ့အခါထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒီအရေတွေကအလွန်မင်းစေးကလုံးလာပြီးသူဆက်တင်ထိတ်လန့်နေစဉ်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ဟာထိန်းချုပ်မရပဲဆက်ဆက်တုန်ခါလာတာကိုသတိပြုမိသွားပါတယ်။ဒီလိုအခြေအနေမျိုးထိဖြစ်လာစေခဲ့တဲ့အကြောင်းရင်းကတော့ရိုင်းလီစစ်တပ်ထဲကိုစစ်မှုထမ်းဖို့ဝင်ရောက်ခဲ့တဲ့နေ့ရက်တွေစီကိုပြန်လည်ဦးတည်သွားပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းတာဝန်ထမ်းဆောင်နေစဉ်မှာရိုင်းလီဟာထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမထင်မှတ်ပဲတွေ့ရှိခဲ့ရပါတယ်။အဲ့ဒါကတော့အချင်းချခံထားရတဲ့စစ်သားတစုလုံးကိုအလုံးပိတ်အခန်းတစ်ခုထဲမှာထည့်သွင်းပြီးစမ်းသက်ခံတပ်တော်တွေအဖြစ်အသုံးပြုနေကြတာကိုဖြစ်ပါတယ်။သူတို့တယောက်ချင်းစီရဲ့လက်မောင်းတွေမှာတိရစ္ဆာန်ဒါမှမဟုတ်အင်းဆက်ပိုးမွားတစ်ခုခုကိုချိတ်ဆက်တွေးကပ်ထားတာကိုမြင်ရတာကြောင့်ရိုင်းလီတယောက်ရင်ထဲမှာမအီမတာဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့ရိုင်းလီကပင့်ကူပြီးစပြောင်းလဲမှုစမ်းသက်ခြင်းခံထားရတဲ့သူ့ရဲ့ရဲဘော်ရဲဘက်တယောက်ကိုတွားရောက်ကယ်တင်ဖို့စူးစမ်းလိုက်တဲ့အချိန်မှာပဲကြောက်မက်ဖွယ်ရာတစ်ခုခုဖြစ်ပွားခဲ့ပါတော့တယ်။ညီးတွားပြီးအော်ဟစ်တန်များရိုင်းလီပြန်လည်နှုတ်ထလာတဲ့အခါမှာတော့စေးရုံကူတင်တစ်ခုပေါ်မှာလဲလျောင်းနေမှန်းသိလိုက်ရပြီးအရင်ကပင့်ကူအိမ်ကျိုးတွေပြစ်လို့ရခဲ့တဲ့သူ့ရဲ့လက်ကောက်ဝတ်နေရာတွေဟာတစုံတယောက်ရဲ့လက်ချက်ကြောင့်ပိတ်ဆို့ခံထားရတာကိုတွေးလိုက်ရပါတယ်ဖြစ်ပုံကတော့လွန်ခဲ့တဲ့နာရီပိုင်းငယ်ကတည်းကရိုင်းလီကိုတာမန်လူတယောက်အဖြစ်ပြန်လည်ပြောင်းလဲပေးနိုင်ပါတယ်လို့ပြောဆိုလာတဲ့လူတယောက်ကသူ့နားကိုချင်းကပ်လာခဲ့လို့ပါပဲ။ဒါပေမဲ့ရိုင်းလီကြီးမထားမိတဲ့အချိန်မှာပဲအဲ့ဒီလူကပြင်းထန်တဲ့မစ်ဆေးတွေတုံးပြီးသူ့ကိုတိတ်တဆိတ်ဆေးခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလူရဲ့အမိကတော့အော်ဒင်လို့ခေါ်ပြီးရိုင်းလီကိုပင့်ကူကြိုက်ခဲအောင်လုပ်ခဲ့တဲ့သူလိုပဲသူဟာလည်းစမ်းသပ်မှုတစ်ခုရဲ့ရလဒ်ထွက်ကုန်တစ်ခုဖြစ်ပါတယ်တိုးတော်လည်းဒီဗီဇပြောင်းလဲမှုကသူ့ကိုထူးခြားတဲ့စွမ်းရည်တွေပေးစွမ်းခဲ့ပေမဲ့တစ်ဖက်မှာလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုအလွန်မင်းလင်းမြန်စွာအိုမင်းရင်ရောသွားစေခဲ့ပါတယ်။ဒါကြောင့်မို့လို့လေသူဟာအခုအချိန်မှာသူ့ရဲ့မိခင်ရွယ်လောက်အထိအိုစာကွဲအပ်နေတဲ့ပုံစံပေါက်နေတာပါ။ဒါပေမဲ့ရိုင်းလီကတော့သူနဲ့မတူပဲကွဲပြားခြားနားခဲ့ပါတယ်ဗီဇပြောင်းလဲနေတဲ့ပင့်ကူရဲ့ကြိုက်ခဲခြင်းကိုခံရပြီးနောက်မှာရိုင်းလီရဲ့မျိုးဗီဇတွေဟာပြည့်ပြည့်စုံစွာပေါင်းဆက်သွားခဲ့ပြီးတည်ငြိမ်မှုရှိနေခဲ့ပါတယ်။ဒါကြောင့်ပဲသူဟာခန္ဓာကိုယ်ပိုင်းဆိုင်ရာရုပ်လျော့ပျက်စီးမှုတွေမခံစားရပဲစူပါဟီးရိုးတူလိုစွမ်းအားတွေကိုပိုင်ဆိုင်ခွင့်ရရှိခဲ့တာပါ။ဒီအချက်ကြောင့်ပဲသူတို့တွေကရိုင်းလီရဲ့သွေးထဲမှာခန္ဓာကိုယ်မင်းရောမှုကိုပြောင်းပြန်လှန်ပေးနိုင်မဲ့နှုတ်ပြိုစေမဲ့တခုလေးတော့ချက်ချိုးဝက်ချက်ရှိနေလိမ့်မယ်လို့ယုံကြည်ခဲ့ကြပါတယ်ဖေးပါဆိုသူကစမ်းသပ်ဖို့အတွက်ရိုင်းလီရဲ့သွေးမြောက်များကိုဖောက်ယူခဲ့ပေမဲ့ထွက်ပေါ်လာတဲ့ရလဒ်တွေကတော့သူ့ကိုအကြီးအကျယ်စိတ်ပြတ်သွားစေခဲ့ပါတယ်။ရိုင်းလီရဲ့သွေးဦးမွှားတွေဟော်မုန်းတွေသွေးနီဦးတွေနဲ့ဟီမိုဂလိုဘင်အားလုံးဟာပုံမှန်တိုင်းပဲထွက်ပေါ်လာခဲ့ပြီးတာမန်လူတယောက်ရဲ့သွေးနဲ့လုံးဝခွဲခြားလို့မရအောင်တူညီနေလို့ပါပဲ။ဒါပေမဲ့ရိုင်းလီဟာတာမန်လူတယောက်မဟုတ်တာကတော့ထင်ရှားနေတာမို့လို့တခြားတနေရာမှာဖုံးကွယ်နေတဲ့ထူးခြားတဲ့ရှိုးဝက်ချက်ရှိနေရပါမယ်။အဖြေကိုရှာဖွေဖို့စိတ်ပိုင်းဖြတ်ထားတဲ့ဖေးပါဟာရိုင်းလီရဲ့ခန္ဓာကိုယ်ရဲ့ကိုမစ်ဆေးတွေထပ်မံထိုးသွင်းလိုက်ပြီးခွဲစိတ်ခန်းထဲကိုတွန်းပို့လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ရိုင်းလီဟာသူတက်ဆင်ထားတဲ့ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းကြီးကအရာမှာပင့်ကူကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားတာကိုစိတ်ကူးရဲ့အာယုံနဲ့မြင်လိုက်ရတာကြောင့်အလွန်မင်းထိတ်လန့်သွားပြီးအဲ့ဒီနာအခါင်းစည်းကိုအတင်းဆွဲဖြတ်ကဘေးသို့လွင့်ပစ်လိုက်ပါတော့တယ်။